နဲ့ကော်လက်မယ်ဆိုရင်အထူးသင့်တော်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးကရေခဲမော်အသုံးပြုတာချင်းနဲ့တူသလိုရေခဲဘီရင်မများလည်းဖြစ်ကြပါတယ်။နံပါတ်၈မေတာနောက်ထပ်တစ်ကောင်အနေနဲ့ကတော့ Cars ကာနိုကားတွေက Lightning McQueen ရဲ့တငယ်ချင်းဖြစ်တဲ့မေတာပဲဖြစ်ပါတယ်။သူ့ကိုတော့ Mobile Channel က Johnson နဲ့ ကော်လက်လုပ်မယ်ဆိုရင်ပျော်ရွှင်တဲ့ပုံရိပ်တွေနဲ့ထူးခြားစွာလိုက်ဖက်ညီနေမှာပဲဖြစ်ပါတယ်။နံပါတ်9မာဝီနောက်ထပ်တစ်ယောက်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့မင်းသားကြီး The Rock ကိုယ်တိုင်အတန်ပါဝင်တရုပ်ဆောင်ထားတဲ့မိုဝါနာကာတွန်းကားတွေကမာဝီပဲဖြစ်ပါတယ်။သူ့ကိုတော့ Franco အနေနဲ့ကော်လက်လုပ်မယ်ဆိုရင်လက်ထဲမှာတူထည့်ပေးဖို့ပဲလိုပါတယ်။နံပါတ်10 Elenaနောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Elena of Avalon ကာတွန်းစီးရီးတွေက Elena ပဲဖြစ်ပါတယ်။သူမကိုတော့ Eritan နဲ့ကော်လက်လုပ်မယ်ဆိုရင်အဆင်ပြေပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးကကြားစီးတာချင်းတူလိုပဲဖြစ်ပါတယ်။နံပါတ်11 Ariel 17ယောက်မြောက်အနေနဲ့ကတော့ The Little Mermaid ကာတိုကားတွေကရေသူမာလေး Ariel ပဲဖြစ်ပါတယ်။သူမကိုတော့ပင်လယ်နှပြားမှာကာရီတာနဲ့ကော်လက်လုပ်မယ်ဆိုရင်တော်တော်လေးလှပမှာဖြစ်ပါတယ်။ Ariel ရဲ့လက်ထဲမှာတော့ရွှေရောင်ခရင်ကွက်ကိုထည့်ပေးထားဖို့တော့လိုပါတယ်။နံပါတ်12 Wreck-It Ralphနောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Ralph Break the Internet ကာတွန်းကားတွေက Wreck-It Ralph ပဲဖြစ်ပါတယ်။သူကတော့ brand နဲ့ကော်လက်လုပ်မယ်ဆိုရင်အထူးသင့်တော်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက်ကရန်သူများကိုလက်သီးစွာရည်သုံးပြီးတိုက်ခိုက်တာချင်းတူလိုပဲဖြစ်ပါတယ်။နံပါတ်13 Beauty and the Beastနံပါတ်13အနေနဲ့ကတော့ Beauty and the Beast ကားတွေက The Beast တားရဲကြီးပဲဖြစ်ပါတယ်။သူကိုတော့ Roger အနေနဲ့ကော်လက်လုပ်မယ်ဆိုရင်တစ်တော်ပါတယ်။လူပုံပြောင်းတဲ့အခါမှာ Roger ကိုင်းတဲ့တနတ်ထည့်ပေးထားဖို့ပဲလိုပါတယ်။နံပါတ်14 Tinkerbell Tinkerbell ကာတွန်းကားတွေက Tinkerbell ပဲဖြစ်ပါတယ်။ Tinkerbell ကို Referrer နဲ့ကော်လက်လုပ်မယ်ဆိုရင်အလွန်သင့်တော်တယ်လို့ထင်ပါတယ်။ Tinkerbell ရဲ့ရွှေမုံလေးတွေကိုသွေးဖြည့်တဲ့စွာအနေနဲ့သုံးလိုက်မယ်ဆိုရင်အလွန်လှပမှာပဲဖြစ်ပါတယ်။နံပါတ်15 Meridaနောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Brave ကာတွန်းကားတွေက Merida ပဲဖြစ်ပါတယ်။သူမကတော့လင်းနဲ့မြားသုံးတာကျွမ်းကျင်လှတာကြောင့်မီယာနဲ့ကော်လက်လုပ်မယ်ဆိုရင်သင့်တော်မယ်လို့ထင်ပါတယ်။နံပါတ်16 Herculesနံပါတ်16အနေနဲ့ကတော့ Hercules ပဲဖြစ်ပါတယ်။သူ့ကိုတော့လက်ပုနဲ့ကော်လက်လုပ်မယ်ဆိုရင်အဆင်ပြေမှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်စလုံးကအလွန်တမာတာချင်းတူလိုပဲဖြစ်ပါတယ်။နံပါတ်19 Baymaxဘေဟီရိုစ်ကာတွန်းကားတွေက Baymax ဖြစ်ပြီးတော့သူ့ကိုအကိုင်းနဲ့ကော်လက်လုပ်မယ်ဆိုရင်အဆင်ပြေပါတယ်။ကျွန်တော်တို့ရဲ့ Blood Dragon ကြီးဖြစ်တဲ့ယူကျုံကိုကော်လက်လုပ်ဖို့အတွက်အသင့်တော်ဆုံး Disney character တစ်ခုရှိပါတယ်။သူကတော့မူလန်ကာတွန်းကားတွေကကြီးမားသောနဂါးကြီးမူရှူးပဲဖြစ်ပါတယ်။ဘယ်လောက်ထိကြီးမားသလဲဆိုရင်တော့တစ်ထွာလောက်ပဲရှိပါတယ်။ဟုတ်ကဲ့ပါအခုပြောပြပေးသွားခဲ့တာကတော့ Mobile Channel က Disney နဲ့သာကော်လက်လုပ်မယ်ဆိုရင် skin ထုတ်လုပ်သွားနိုင်ခြေရှိတဲ့ Hero 18ကောင်အကြောင်း